တရားထုတ်တယ်ဆိုတာဒီခန္ဓာကြီးရဲ့သဘောအမှန်တွေကိုအမှန်တိုင်းသိအောင်လို့အထောက်ရတာလို့အားလုံးနားလည်ထားကြပြီသားဒီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားအထုတ်တဲ့နေရာမှာဒီအစာအာဟာရကိုစားရတောက်ကြတာနဲ့ပတ်သက်ပြီးတော့လည်းပဲအမှန်တိုင်းသိအောင်ကြိုးစားကြရမယ်အစာအာဟာရဆိုတာဒီခန္ဓာကြီးဆက်လက်ရပ်တည်နေဖို့အတွက်အားကြီးတဲ့အထောက်ပံ့တွေနဲ့ကျေးဇူးပြုနေတာအစာအာဟာရဆိုတာခန္ဓာကိုယ်ကြီးရဲ့အစိတ်ပိုင်းတစ်ခုပဲဒါကြောင့်ဒီအစားတောက်နဲ့ပတ်သက်ပြီးတော့လည်းပဲအမှန်တိုင်းသိအောင်ကြိုးစားကြရမယ်ကြိုးစားတဲ့နေရာမှာလည်းဤမျိုးစုံနဲ့အမှန်သိအောင်ကြိုးစားရမယ်အစာအာဟာရကိုသုံးဆောင်ကြတယ်ဆိုတာခန္ဓာကိုယ်ကြီးဆက်လက်ရှင်သန်နေဖို့အတွက်ဒီခန္ဓာကိုယ်ကြီးတွေကိုအာဟာရဓာတ်တွေထည့်ပေးနေတဲ့သဘောပါပဲဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ကံစိတ်ဥဒုအာဟာရဆိုတဲ့အကြောင်းတရားတွေကထောက်ပံ့ပေးထားတာပါကံရဲ့စိတ်ရဲ့ဥဒုရဲ့အာဟာရရဲ့ဆိုတဲ့အကြောင်းတရားကြီး၄ပါးအဲ့ဒီအကြောင်းတရားကြီး၄ပါးတွေကအာဟာရဆိုတဲ့အကြောင်းတရားဟာလည်းပဲခန္ဓာကိုယ်ကြီးရှင်သန်ရေးအတွက်အလွန်အရေးကြီးတဲ့အခန်းကဏ္ဍကနေထောက်ပံ့ပေးနေရတယ်စားတော့လိုက်တဲ့အစာအစာတွေရေတွေအဲ့ဒီအစာအာဟာရတွေတဲကအာဟာရဓာတ်တွေကိုခန္ဓာကိုယ်ကြီးကစုပ်ယူထားလိုက်ပြီးတော့မလိုအပ်တာတွေကိုအညစ်အကြေးဖြစ်ပြန်လဲဆွန့်ထုတ်ပြရတယ်အစာအာဟာရအသစ်တွေထည့်လိုက်လိုအပ်တာတွေကိုစုပ်ယူလိုက်မလိုအပ်တာတွေကိုဆွန့်ထုတ်လိုက်နေဒီအတိုင်းပဲလေပတ်နေဒီခန္ဓာကိုယ်ကြီးဟာအာဟာရဓာတ်ကိုမရရင်မရှင်းသန်နိုင်ဘူးဒါကိုအလုံးနားလည်ထားကြပြီသားကိုနားလည်ထားတဲ့အဲ့ဒီအမှန်တရားကိုသတိရဖို့လိုတယ်စဉ်းစားဖို့ဆင်ခြင်ဖို့လိုတယ်ဒါကြောင့်ဒီခန္ဓာကိုယ်ဆိုတဲ့စက်ကြီးဆက်လက်ပြီးတော့လက်ပတ်နိုင်ဖို့အတွက်အာဟာရဓာတ်ဆိုတဲ့ဓာတ်စီတွေကိုနေတိုင်းထည့်ပေးနေရတယ်ကားစီပုံမှန်မောင်းနေနိုင်မှုအတွက်ဓာတ်စီတို့ဒီဇယ်တို့ကိုထည့်ပေးနေရတယ်လို့ပါပဲဘဝခီးလမ်းပေါ်မှာဒီခန္ဓာဆိုတဲ့ကားကြီးပုံမှန်မောင်းနေနိုင်မှုအတွက်အာဟာရဓာတ်စီတွေကိုနေတိုင်းထည့်ပေးနေရတယ်စီမီတောက်ကလေးပုံမှန်တောက်နေဖို့အတွက်စီမီခွက်ထဲကိုစီတွေထည့်ပေးနေရတာနဲ့လည်းအလွန်တူပါတယ်ဒီရှင်သန်မှုဆိုတဲ့မီးတောက်ကလေးပုံမှန်တောက်နေနိုင်အောင်ဒီခန္ဓာကိုယ်ကြီးတွေကိုအစာအာဟာရတွေထည့်ပေးနေရတယ်ဒီနေ့ကို2ခါ3ခါလောက်ထည့်ပေးနေရတယ်အစာအာဟာရကိုဝါမြူနေရတယ်ဆိုတဲ့ဒီလုပ်ငန်းကြီးဟာရှင်သန်မှုအတွက်မဖြစ်မနေလုပ်နေရတဲ့အလုပ်ကြီးတစ်ခုပဲအလွန်ကြီးမားတဲ့တာဝန်ကြီးတစ်ခုလည်းဖြစ်ပါတယ်ဒီအစာအာဟာရကိုစားမြူနေရတဲ့ဒီလုပ်ငန်းရဲ့ကြီးကျယ်ပုံကိုအသေးချာစဉ်းစားကြည့်တဲ့အစာအာဟာရအတွက်ရှားကြဖူးကြရတယ်ပြင်ပန်းပန်းကြိုးစားပြီးတော့လုပ်ကြကိုင်းကြရတယ်အဲ့လိုရှားလို့ဖွေလို့ရလာပြီဆိုတော့လည်းပဲချက်ကြပြုတ်ကြရတယ်ပြင်ကြဆင်ကြရတယ်ပြီးတော့စားကြတောက်ကြဝါကြမျိုးကြတယ်သမုဒ္ဒရာဝန္တထွားတဲ့ဘယ်တော့မှပြည့်နိုင်တယ်ဆိုတာလည်းမရှိဘူးဒီတာဝန်ကိုပြင်ပန်းပန်းကိုထမ်းဆောင်နေကြရတာဒါဟာဇင်ခန်းနေတဲ့အလုပ်တစ်ခုမဟုတ်ဘူးဒါဟာตายရတဲ့ကိစ္စတစ်ခုလည်းမဟုတ်ဒီအလုပ်ကိုမလုပ်ရင်မရှင်းတမ်းမှာမို့လို့ဒီအလုပ်ကိုမလုပ်ရင်သေမှာမို့လို့လုပ်နေရတဲ့သေရရှင်ရဲ့အလုပ်ပဲတတ္တဝါတိုင်းသူတို့ဘဝရှင်သန်နေထိုင်ဖို့အတွက်အစာအာဟာရကိုဝါမြူစားတောက်နေကြရတယ်လူလဲလူလိုက်နတ်လဲနတ်လိုက်တိဋ္ဌာန်တွေလဲတိဋ္ဌာန်အလိုက်ဝါမြူစားတောက်နေကြရတယ်တိဋ္ဌာန်လောကကိုကြည့်မယ်ဆိုရင်သူတို့ဘဝရှင်သန်ဖို့အတွက်အစာအာဟာရကိစ္စဟာအလွန်တရာမှခက်ခဲကြမ်းတမ်းတာကိုတွေ့ရတယ်ကိုယ်ဘဝရှင်သန်ရေးတဲ့တခြားတတ္တဝါတွေကိုဖန်ဆီးတပ်ဖြတ်ပြီးစားတော့ဝါမြူကြရတယ်သူတို့ဘဝတွေကအလွန်မှခက်ခဲတယ်အလွန်မှလည်းပင်ပန်းဆင်းရဲတယ်ငွေတွေဆိုလို့ရှိရင်သူတို့ရဲ့သားကောင်တွေကိုဝါမြူနေတာကိုကြည့်ရတာအလွန်မှခက်ခဲပင်ပန်းတယ်ဒါပေမဲ့သူတို့ကတော့လောဘဇောတွေနဲ့တကယ်ကိုမဲ့မုံဝါမြူနေကြတာပဲလူသားတွေရဲ့အစားအသောက်ဝါမြူမှုတွေကိုလည်းပဲဒီချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လိမ့်ဆန်နေနဲ့တိတ်ပြီးတော့မထူးလာဘူးလို့ဆိုရမယ်ထူးတယ်ဆိုရင်လည်းအပေါ်ရန်လောက်ပဲထူးမယ်လူတွေလည်းပဲစားဖို့တောက်ဖို့အတွက်လိမ့်ဆန်တွေကိုမွေးကြတယ်ကြက်တွေဘွဲတွေဝက်တွေစိတ်တွေနွားတွေငါးတွေဒါတွေကိုမွေးကြတယ်
ပြီးရင်ရဲဆက်ဆက်တတ်ကြတယ်စိတ်တိုင်းကြချက်ပြုတ်ကြုံလို့ပြီးတော့မဲမဲမောမောကိုစားတော့ဝါမြုံနေကြတာပဲတိရစ္ဆာန်တွေနဲ့ရှင်လိုက်ရင်အစိမ်းစားတာနဲ့အကျက်စားတာလောက်ပဲကွာကျန်တာတွေကတိတ်မထူးလာဘူးရဲဆက်ဆက်တတ်တာချင်းလည်းမထူးမဲမဲမောမောစားကြတာချင်းလည်းတိတ်မထူးဘူးတိရစ္ဆာန်တွေကသူတို့ရဲ့လက်သေးခြေသေးအဆွေတွေကိုအသုံးပြုပြီးတော့တတ်မယ်လူတွေကလက်နက်ကရိယာတွေအသုံးပြုပြီးတော့တတ်မယ်ဘာမှသိပ်ပြီးတော့မထူးဘူးရက်ဆက်တာချင်းလည်းပဲအတူတူပဲတိရစ္ဆာန်တွေလည်းပဲမဲမဲမောမောစားကြတယ်လူတွေလည်းပဲမဲမဲမောမောစားကြတယ်မဲမဲမောမောစားကြတာချင်းလည်းပဲသိပ်ပြီးတော့ထူးလာတယ်လို့မဆိုနိုင်ဘူးအဲ့ဒီတော့အသိဉာဏ်ရှိတယ်ဆိုလို့ရှိရင်မိမိတို့ရဲ့စားတောက်မှုဟာတိရစ္ဆာန်တွေရဲ့စားတောက်မှုနဲ့ကွဲပြားတဲ့နဲ့ရဲဆက်ဆက်တတ်တာတွေမပါတဲ့ဘူးမဲမဲမောမောစားတောက်တာမျိုးတွေမဖြစ်တဲ့ဘူးမြတ်စွာဘုရားကကိုယ်တိုင်တတ်စားဖို့ဆိုတာကိုမပြောနဲ့ကိုစားဖို့များတတ်ထားတာလားလို့မြင်ချင်းကြားချင်းယုံမှချင်းရှိတယ်ဆိုရင်တောင်အဲ့ဒီအသားကိုမစားရဘူးလို့ဆုံးမတယ်နောက်ပြီးတော့အစာအာဟာရကိုမဲမဲမောမောမစားဖို့ကိုလည်းပဲနှီးမျိုးစုံနဲ့ဆုံးမတယ်ခန္ဓာကိုယ်ရှင်သန်နေဖို့အတွက်မဖြစ်လို့စားရတာဒီခန္ဓာကိုယ်ရှင်သန်နေမှလည်းပဲမြတ်သောအကျင့်ကိုကျင့်သုံးနိုင်မှာဒီခန္ဓာကိုယ်ရှင်သန်နေမှလည်းပဲမိမိအကျိုးစီးပွားသူတို့အကျိုးစီးပွားကိုဆောင်ရွက်နိုင်မှာဒါကြောင့်ခန္ဓာကိုယ်ရှင်သန်ရေးအတွက်ဒီအစာအာဟာရကိုမဖြစ်လို့စားကြရတာလို့မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့အစာအာဟာရကိုစားကြရမှာအသိဉာဏ်နဲ့ဆင်ခြင်ပြီးတော့စားကြရမှာခုယောဂီတို့ရွတ်ဆိုနေတဲ့ဣတိစားဝဲအမဲမဲကိုဆိုတဲ့လင်္ကာလေးအဲ့ဒီလင်္ကာလေးကိုရွတ်ဆိုတဲ့အခါမှာလင်္ကာမှာပါတဲ့အဓိပ္ပာယ်ကိုတိတိကျကျစဉ်းစားပြီးတော့ရွတ်ဆိုကြည့်ရည်ရွယ်ချက်အလွန်တရာမြင့်မားတာကိုတွေ့ရတယ်အလွန်တရာသဘာဝကျပြီးတော့အလွန်တရာလေးနက်တာကိုလည်းတွေ့ရတယ်ဣတိစားဝဲအမဲမဲကိုမျိုးရမှန်ကြွလှပရည်စင်ပြည့်ဖြိုးခြင်းကမသုံးပါဘူးလေးပြတတ်ဆောင်ဤကိုကောင်ဒီရှီအောင်ဒီလက်အသက်မြတမ်းမမောပညာဘုရားသာသနာကျင့်တဲ့ဖြာကိုကျင့်မှနိုင်စီဝေဒနာဟောင်းတဲ့မဖြစ်စီရရာပိုက်မြတ်လေခတ်သိမ်းပြစ်တို့မဖြစ်လျအောင်ချမ်းမြေအောင်ဟုသုံးဆောင်မိရွယ်ပါတည်းတဲ့ဒီချာလေးတစ်ပိုက်ချင်းလေးစဉ်းစားပြီးတော့ဆိုးကြည့်မယ်ဆိုရင်အလွန်လေးနဲ့တာကိုတွေ့ရတယ်ဣတိစားဝဲအမဲမဲကိုမျိုးရမှန်ကြွလှပရည်စင်ပြည့်ဖြိုးခြင်းကမသုံးပါဘူးတဲ့ပြောရင်ပါရင်လှခြင်းပါရင်လို့စားတာတောက်တာမဟုတ်ပါဘူးတဲ့လေးပြတဲ့ဆောင်ဤကိုကောင်ဒီရှီအောင်ဒီလျက်အသက်မြတ်တယ်မမောပညာဘုရားသာသနာကျင့်တဲ့ဖြာကိုကျင့်မှနိုင်စီအစာအာဟာရကိုမိဝဲမှတကြီးလေးပါးနဲ့တိဆောက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးမျှမျှတတရှင်းသန်နိုင်မှာဒါမှလည်းမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုကျင့်သုံးနိုင်မှာဒီလိုကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့စားတော့ပါတယ်တဲ့ဝေဒနာဟောင်းတဲ့မဖြစ်စေရရာပိုက်မြတ်တဲ့ခတ်သိမ်းပြစ်တို့မဖြစ်လျအောင်ချမ်းမြေအောင်ဟုသုံးဆောင်မိဝဲပါတည်းတဲ့ဆာလောင်တဲ့ဝေဒနာတွေပျောက်ပြီးပြင်းထန်တဲ့ဝေဒနာအသစ်တွေလည်းမဖြစ်ရအောင်ဣရိယာပု၄ပါးမှာချမ်းချမ်းသာသာနဲ့မြတ်သောကျင့်ကိုကျင့်သုံးနိုင်အောင်လို့ဒီအစာအာဟာရတွေကိုစားတော့တာပါလို့ဒီလိုမြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့စဉ်းစားဆင်ခြင်ပြီးတော့စားရတာဒီလိုမြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့စားလို့ရှိရင်မဲမောမှုတွေနေသွားမယ်နိဒာနဘဂတန်ရုပ်ပါဠိတော်မှာဥဒ္ဒမန္တုပမသုတ်တံဆိုတာရှိတယ်အစာအာဟာရကိုစားတဲ့အခါမှာတူရီသောသားလေးရဲ့အသားကိုစားသလိုသဘောထားရမယ်လို့မြတ်စွာဘုရားဟောတယ်ရှေးတုန်းကလည်းမယားနှစ်ယောက်တူရီသောသားငယ်လေးကိုခြိပိုးပြီးတော့စားနပ်ရိက္ခာအနှဲငယ်နဲ့ကန္တာရခီးခဲကြီးတစ်ခုကိုသွားရတဲ့လမ်းခုလတ်မှာပဲပါလာခဲ့တဲ့စားနပ်ရိက္ခာလေးတွေကကုန်သွားတယ်အဲ့ဒီတော့လင်မယားနှစ်ယောက်တိုင်ပင်ကြတယ်ငါတို့မှပါလာတဲ့စားနပ်ရိက္ခာကတော့ကုန်ပြီမကူးမြောက်ရသေးတဲ့ခီးခဲကလည်းကြံနေသေးတယ်ဒီတော့တို့ရဲ့ဒီတူရီသောသားလေးကိုတတ်ပြီးတော့အသားတုံးအသားညင်းလေးတွေပြုတ်ပြီးတော့သားငယ်ရဲ့အသားကိုစားရင်းနဲ့ပဲကြံတဲ့ခီးကိုဆက်သွားကြမယ်တို့၃ယောက်စလုံးမသေးဘူးနီလန်းကတော့ဒီနည်းပဲရှိတော့တယ်လို့တိုင်ပင်ပြီးတော့သားငယ်လေးကိုတတ်ပြီးတော့အသားတုံးအသားညင်းလေးတွေလှုပ်ပြီးတော့ဒီအလွန်တရာချစ်တဲ့သားရဲ့အသားကိုပဲစားရင်းနဲ့
ကျန်တဲ့ခီးခဲကိုဖြတ်ကြတဲ့သားငယ်ရဲ့အသားကိုစားတိုင်းလေးပဲတို့ရဲ့သားလေးပဲမှလဲတို့ရဲ့သားလေးပဲမှလဲလို့ရင်ဘတ်ကိုထုပြီးတော့ငိုကြွေးကြတဲ့အဲ့ဒီဥမာကိုမြတ်စွာဘုရားကဟောပြပြီးတော့ယဟန်တော်တွေကိုယဟန်တို့အဲ့ဒီလင်မယားနှစ်ယောက်ဟာသားငယ်ရဲ့အသားကိုစားတဲ့နေရာမှာပျော်ရွှင်မြူးလို့တဲ့သဘောလှပတင့်တယ်လို့တဲ့သဘောရှိပါမလားလို့မေးတယ်ဘယ်ရှိနိုင်မှာမလို့လက်ကြံခီးခဲကိုခုမြောက်လို့တဲ့အတွက်ကြောင့်သာစားကြရတာမဖြစ်လို့သာစားကြရတာအခုလည်းပဲအစာအာဟာရကိုမှီဝဲတဲ့အခါမှာပျော်ခြင်းပါခြင်းလှခြင်းပါခြင်းလို့စားတာမဟုတ်ဘူးအသက်ရှင်တန်မှမြတ်သောကျင့်ကိုကျင့်သုံးနိုင်မှာဒါကြောင့်အသက်ရှင်တန်နေဖို့အတွက်ဒီအစာအာဟာရကိုစားရတာလို့မှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်ပြီးစားကြရမယ်တဲ့အစာအာဟာရရဲ့ပုံမှာမမောမှုတွေနေပါပြောက်ကွယ်သွားဖို့အတွက်မြတ်စွာဘုရားကတော့ဤမျိုးစုံနဲ့ကြိုးစားခိုင်းတာဤမျိုးစုံနဲ့စဉ်းစားဆင်ခြင်တတ်အောင်လည်းပဲသင်ပြပေးထားတာပါပဲဒီနေရာမှာအစာအာဟာရရဲ့သဘောမှန်ကိုစဉ်းစားရင်လည်းမမောမှုတွေနေပါသွားနိုင်တယ်ဒါဖြင့်အစာအာဟာရရဲ့သဘောအမှန်ကဘယ်လိုရှိတော့အစာအာဟာရရဲ့သဘောအမှန်ကယွန်ရှာဆက်စုပ်ပွဲတွေဖြစ်သွားမယ်ဆိုတာပါပဲယွန်ရှာဆက်စုပ်ပွဲတွေဖြစ်သွားတယ်ဆိုတာကအဲ့ဒါအစာအာဟာရရဲ့သဘောအမှန်ပါပဲဒါကြောင့်အစာအာဟာရကိုစားတဲ့အခါမှာဒီအစာအာဟာရရဲ့ယွန်ရှာဆက်စုပ်ပွဲသဘောတွေကိုစဉ်းစားဆင်ခြင်ပေးရမယ်ယောဂီတို့ရွတ်ဆိုနေတဲ့နောက်ထပ်လင်္ကာလေးကိုစဉ်းစားကြည့်ပါဦးစွာဟုခေါ်မိအပစ္စည်းကသူကြီးပါလားတီးနေပါမူယွန်ဝယ်ရမျိုးမဟုတ်နိုးလဲပုတ်သိုးညီဟောင်းဤကိုကောင်နဲ့သုံးဆောင်သမှုအကြောင်းပြု၍ခုမကြာမောသူသဘောသူလျှင်စောပျောက်ပြဲကင်းစင်ကွယ်သည်ထွီပွဲဖြစ်ကြတော့မည်တကားအစာအာဟာရဆိုတာသူတို့ကြီးတက်ဆိုလို့ရှိရင်ယွန်ဝယ်ရမဟုတ်ပါဘူးတဲ့အကြောင်းအစင်းအဖြစ်ရောအနံ့ရတာအနေနဲ့ရောစားခြင်းတစ်ဖွဲပဲဒါပေမဲ့လည်းပုတ်သိုးညီဟောင်းဤကိုကောင်နဲ့သုံးဆောင်သမှုအကြောင်းပြု၍ဒီခန္ဓာကိုယ်ကြီးနဲ့ပေါင်းလိုက်တာနဲ့ပဲအလွန်ယွန်ရှားဝယ်တွေဖြစ်သွားရတယ်အဲ့ဒါလို့အစာအာဟာရရဲ့ယွန်ရှားဆက်စုပ်ဝယ်သဘောတွေကိုအသေးချာစဉ်းစားပြီးတော့စားမယ်ဆိုရင်လည်းပဲအစာအာဟာရရဲ့ပုံမှာမမောမှုတွေနည်းသွားနိုင်တယ်အစာအာဟာရဟာယွန်ရှားဆက်စုပ်ဝယ်ကောင်းတယ်လို့မှန်ကန်တဲ့အမှတ်ရမှုအာဟာရပရိကူလတင်ညာလို့ဒီလိုမြတ်စွာဘုရားဟောပါတယ်အဲ့ဒီအာဟာရပရိကူလတင်ညာဆိုတာနိဗ္ဗာန်ကိုတောင်ရောက်အောင်ပို့နိုင်တယ်အင်္ဂုတ္တပါဠိတော်တတ္တကနိပတ်မှာကျင့်ဖန်များစွာပွားများလို့ရှိရင်နိဗ္ဗာန်လည်းတရားရှိတဲ့နိဗ္ဗာန်လည်းအဆုံးရှိတဲ့နိဗ္ဗာန်ကိုရောက်နိုင်တဲ့တင်ညာ9ပါးဆိုတာကိုမြတ်စွာဘုရားဟောထားတယ်မတင့်တယ်မှုကိုအမှတ်ရတဲ့အတုပတင်ညာသိခြင်းကိုအမှတ်ရတဲ့မရဏတင်ညာအစာအာဟာရရဲ့ယွန်ရှာဆက်စုပ်ဖွဲ့တွေကိုအမှတ်ရတဲ့အာဟာရပฏิကူလတင်ညာလုံးစုံသောလောကကြီးရဲ့ငွေလျော်ဝယ်မရှိမှုကိုအမှတ်ရတဲ့တပ္ပလောကေအနာဘိဒတိတင်ညာသင်္ခါရတရားတို့ရဲ့မတည်မြဲမှုကိုအမှတ်ရတဲ့အနိစ္စတင်ညာမတည်မြဲခြင်း၌ဆင်းရဲမှုကိုအမှတ်ရတဲ့အနိစ္စဒုက္ခတင်ညာဆင်းရဲခြင်း၌အဆိုးမရမှုကိုအမှတ်ရတဲ့ဒုက္ခအနတ္တတင်ညာဆိုပြီးတော့တင်ညာ9မျိုးမြတ်စွာဘုရားဟောထားတယ်အဲ့ဒီတင်ညာ9မျိုးထဲမှာအစာအာဟာရရဲ့ယွန်ရှာဆက်စုပ်ပွဲသဘောတွေကိုအမှတ်ရတဲ့အာဟာရပฏิကူလတင်ညာဆိုတာတပါးအပါဝင်ဖြစ်နေတယ်အာဟာရပฏิကူလတင်ညာကိုပွားများလို့ရှိရင်အရသာမှာတတ်မဲ့တဲ့လောဘတွေနည်းသွားမယ်လို့မြတ်စွာဘုရားဟောတယ်အာဟာရပฏิကူလတင်ညာကိုကျင့်ဖန်များစွာပွားများအထောက်မယ်ဆိုရင်တော့နိဗ္ဗာန်လည်းတရားရှိတယ်နိဗ္ဗာန်လည်းအဆုံးရှိတယ်နိဗ္ဗာန်ကိုတောင်ရအောင်ပို့နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဒါမြတ်စွာဘုရားဟောထားတာရှိတယ်ဒါကြောင့်အစာအာဟာရကိုသုံးဆောင်တဲ့အခါမှာအစာအာဟာရရဲ့သဘောမှန်ဖြစ်တဲ့ယွန်ရှာဆက်စုပ်ဖွဲ့တွေကိုအမှတ်ရဖို့လိုတယ်ကျင့်ဖန်များစွာအမှတ်ရနေဖို့လိုတယ်ဒါကြောင့်အစာအာဟာရကိုစားတိုင်းမှန်မှန်ကန်ကန်သိပြီးတော့နေတဲ့တတိနဲ့လည်းပဲစားရမယ်အစာအာဟာရရဲ့သဘောအမှန်တွေကိုမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်ပြီးတော့လည်းပဲစားရမယ်မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့လည်းပဲစဉ်းစားဆင်ခြင်ပြီးတော့စားကြရမယ်နောက်တစ်ခုက
အစာအဟာရကိုစားတဲ့အခါမှာတတိပဋ္ဌာန်ဘာဝနာကိုပွားများရင်းနဲ့စားကြရမယ်ဒါကတော့အစာအဟာရကိုစားတဲ့နေရာမှာအလွန်တရာမှအရေးပါတဲ့အလွန်တရာမှအရေးကြီးတဲ့ကျင့်စဉ်လို့ဒီလိုလည်းပဲနားလည်ရမယ်တတိပဋ္ဌာန်ပါဠိတော်မှာသမ္ပဇာနာပပ္ပဆိုတာရှိတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားကအစာအာဟာရစားတာတောက်တာနဲ့ပတ်သက်ပြီးတော့အတိတိပိတိခာယိတိတာယိတိသမ္ပဇာနာကာရီဟောတိလို့အဲ့ဒါလိုဟောတယ်အဓိပ္ပာယ်ကစားတာတောက်တာခဲတာလျက်တာတွေကိုတိလျက်နဲ့ပြုရမယ်လို့အဲ့ဒါလိုအဓိပ္ပာယ်ရတယ်အဲ့ဒီတော့စားတာတောက်တာခဲတာလျက်တာတွေကိုတိလျက်နဲ့ပြုရမယ်ဆိုတော့အစားတောက်တွေကိုစားတောက်နေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ဒီခန္ဓာကိုယ်ကြီးရဲ့အနေအထားတွေကိုလည်းပဲအမှန်တိုင်းသိနေရခန္ဓာကိုယ်ကြီးရဲ့ထိုင်နေတဲ့အနေအထားတွေအင်္ဂါစိတ်ပိုင်းချင်းချင်းထိနေတဲ့အနေအထားတွေလက်တွေရဲ့လှုပ်ရှားနေမှုပါးစပ်ရဲ့လှုပ်ရှားမှုဝါးမျိုးစားတောက်နေမှုဒါတွေကိုအမှန်တိုင်းသိနေရမယ်အထူးသဖြင့်တော့စားတောက်နေတဲ့အချိန်မှာလျှာပေါ်မှာဖြစ်ပေါ်နေတဲ့အရာသာမျိုးစုံတွေကိုအမှန်တိုင်းသိနေရမယ်ဒီချက်လေးကိုတည်ခြားသတိထားပြီးတော့ကြိုးစားပါစားတောက်နေတဲ့အချိန်မှာလျှာပေါ်မှာဖြစ်ပေါ်နေတဲ့အရာသာမျိုးစုံတွေအမှန်တိုင်းသိနေအောင်ကြိုးစားရမယ်ကြိုးတာပဲဖြစ်ဖြစ်ချင်တာပဲဖြစ်ဖြစ်ငန်းတာပဲဖြစ်ဖြစ်စက်တာပဲဖြစ်ဖြစ်ဘယ်လိုရတာတွေပဲဖြစ်ဖြစ်ဖြစ်နေတာတွေကိုအမှန်တိုင်းသိနေရမယ်အဲ့လိုစားတောက်နေတဲ့အချိန်မှာစိတ်တိုင်းကြတာတွေလည်းဖြစ်နိုင်တယ်စိတ်တိုင်းမကြတာတွေလည်းဖြစ်နိုင်တယ်စိတ်ထဲမှာမကျေနပ်တာလည်းဖြစ်နိုင်တယ်ကျေနပ်တာလည်းဖြစ်နိုင်တယ်ဘယ်လိုစိတ်ရဲ့ခံစားချက်မျိုးကိုမဆိုဖြစ်နေတဲ့အတိုင်းလေးမှန်ကန်သိပြီးတော့နေဖို့လည်းပဲကြိုးစားကြရမယ်စိတ်တိုင်းကြတာကိုလည်းစိတ်တိုင်းကြတယ်လို့အမှန်တိုင်းသိနေရမယ်စိတ်တိုင်းမကြတာဖြစ်ရင်လည်းစိတ်တိုင်းမကြတာတွေဖြစ်နေတယ်လို့အမှန်တိုင်းသိရမယ်ဒီတော့စားတောက်နေချိန်မှာဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုတွေထိမှုတွေတရားပေါ်မှာဖြစ်ပေါ်နေတဲ့ရတာတွေဒါတွေကိုအမှန်တိုင်းသိနေအောင်ကြိုးစားကြရမယ်ဒါဟာလည်းပဲစားတောက်နေတော့မှကျင့်သုံးကြရမယ်မြတ်စွာဘုရားရဲ့အဆုံးအမပါပဲအဲ့ဒီတော့အစာအာဟာရကိုစားတဲ့အခါမှာအချင်းချုပ်အဖြစ်မြတ်သောကျင့်ကိုကျင့်သုံးနိုင်ဖို့အတွက်ဒီအစာအာဟာရကိုစားတာပါဆိုတဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့စားကြရမယ်နောက်တစ်ခုကအစာအာဟာရရဲ့ရွံရှာဆက်စုပ်ဖွယ်တွေကိုအမှတ်ရပြီးတော့လည်းပဲစားတောက်ကြရမယ်နောက်တစ်ခုအရေးကြီးတာကစားတောက်နေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ယုံ nant တရားတွေကိုအမှန်တိုင်းသိနေအောင်ကြိုးစားရင်းနဲ့လည်းပဲစားတောက်ကြရမယ်မှန်ကန်စွာသိတဲ့ဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့မြင့်မြတ်စွာစားသုံးနိုင်ကြပါစေ